ရန်ကုန်မှာမြဆန်လှူရှားနေတဲ့ဘန်ကောက်မြို့ကြီးထဲမှာဘဝကိုငြိမ်းငြိမ်းချမ်းချမ်းလေးပဲဖြတ်သန်းနေတဲ့အဖွားတစ်ယောက်ရှိနေပါတယ်ရှင်။အဖွားကသူ့ရဲ့ဆိုင်တွန်းလဲလေးကိုပေါ့နော်ဘန်ကောက်ရဲ့မြို့လေဒီ platform လေးပေါ်မှာပေါ့နော်ဖွင့်ထားတာပါ။ဒီကလမ်းလျှောက်သွားရင်းနဲ့ပေါ့နော်မဆိုင်လေးပါလိမ့်ဆိုပြီးတော့သွားကြည့်ရင်းနဲ့အဖွားရဲ့ဆိုင်တွန်းလဲလေးကိုတွေ့ခဲ့တာပါရှင်။တွန်းလဲလေးကမြင်တဲ့အတိုင်းပဲတက်တက်ရက်ကလေးပေါ့နော်အပေါ်ကအမိုးလေးတွေနဲ့ဆိုင်ကိုရောက်သွားတော့အဖွားကဝဲသူမရှိလို့ပေါ့နော်ထိုင်နေတယ်မီးပေါ်မှာတော့မီးအေးလေးနဲ့မီးသွေးလေးတွေထားပြီးတော့ပေါ့နော်ငပြောသီးလေးတွေကစုံဦးလေးတွေကိုတော့กินထားတယ်ပေါ့နော်အဖွားရဲ့ဆိုင်မှာကငပြောသီးကင်ကစုံဦးကင်နဲ့ပြောင်းမိုးကင်လေးတွေအဓိကရောက်ပါတယ်ရှင်အဖွားကိုလေအဓိကသဘောကျတာကသူ့ရဲ့အကြည်ဓာတ်ပါအလုံးလုံးနေတာကလေသူ့ကြည့်ရတာပင်မနဲ့လို့ကိုမထင်ရဘူးပေါ့နော်ကြည်ပြီးတော့ပြုံးနေရပဲပေါ့နော်သူ့ရဲ့မျက်နှာကလေသူ့ကြည့်ရတာလေအလုံးလုံးနေတယ်ဈေးရောက်နေတယ်လို့ကိုမထင်ရဘူးပေါ့နော်သူကြည့်ရတာကလုံရိုးလုံစင်လေးတစ်ခုခုလေးကိုပပပလုံနေတယ်လို့မျိုးလေးပဲခံစားနေရတယ်ပေါ့နော်ပြောဆိုရင်လေအလုပ်ဆိုရင်ပေါ့နော်ငါလုံရမယ်ဆိုရဲအလုပ်ဆိုရဲတာဝန်စိတ်ကြီးကိုပေါ့နော်စိတ်ထဲမှာထားပြီးလုပ်တော့ကြတော့နှစ်ဆပင်ပန်းတာပေါ့နော်သူကကြတော့ဒီအလုပ်လုပ်နေရတယ်ဆိုတဲ့စိတ်ကိုစိတ်ထဲမှာမထားဘဲနဲ့ပေါ့နော်သူရဲ့လုံရိုးလုံစင်ဒီပုံမှန်လုပ်နေကြသူ့ရဲ့နေ့စဉ်ဝတ္တရားလိုမျိုးပဲလုပ်သွားတော့ကြတော့သူကပင်မနေလို့ကိုမရှိတော့ဘူးပေါ့နော်အလုပ်လို့လဲသူကဖြစ်မသွားတော့ဘူးပေါ့နော်ဒီဘောလိုမျိုးလေးပဲဖြစ်မယ်ထင်ပါတယ်သူကြည့်ရတာကလေပပလေးပဲနေ့စဉ်ဝတ္တရားလိုမျိုးလေးပဲပေါ့နော်အလုပ်လုပ်နေရလို့ကိုမထင်ရတော့ဘူးအဲ့လိုမျိုးလေးဖြစ်သွားပါတယ်ရှင်သူဆိုင်လေးမှာကပေါ့နော်အကင်မျိုးစုံလေးတွေကိုမြင်းမြင်းဆိုင်ခင်းထားတယ်ပေါ့နော်ဆိုင်လေးကတော်တော်လေးရောင်းရပုံရပါတယ်ရှေ့မှာလဲဝယ်သွားကြတဲ့သူတွေရှိတယ်ပေါ့နော်ဒီရက်ရှေ့မှာဆိုပြောင်းမှုတွေကိုဝယ်သွားတာကိုအများကြီးပဲပေါ့နော်ပြောင်းမှုမိခင်တွေဝယ်သွားတာကိုအများကြီးပါပဲဒီကငပြောသီးတကင်ဝယ်ထားပါတယ်ရှင်ငပြောသီးတကင်တစ်ချောင်းပါပေါ့နော်ငပြောသီးလေး9လုံးပါပါတယ်ဒီငပြောသီးကတော့မြန်မာလိုမျိုးဆိုရင်ရခိုင်ငပြောသီးလိုမျိုးကိုခင်တာပေါ့နော်ငပြောသီးကိုမှသူကအစိမ်းတွေကိုမှမီးခင်တာပါအရန်ပြော့ရင်ကြလေမီးခင်လို့မရပါဘူးအရန်ပြော့ပြင်းသွားမှာပေါ့နော်မမဲတမဲလေးကိုခင်တာပါရှင်မိခင်ထားတဲ့ငပြောသီးကိုမှဒီလိုမျိုးပြားပေးတယ်ပေါ့နော်ပြားပေးပြီးတော့မှအလေကနေကကြီးနဲ့ညက်ပေးတယ်အပေါ်ကနေမှဒီလိုမျိုးအုံထညက်ရည်လေးဆန်းပေးမှာပါဒါကထိုင်းလူမျိုးတွေအရန်ကိုစားကြတဲ့ငပြောသီးအချိုပွဲတစ်မျိုးပါရှင်အဖွားကဒီလိုဈေးရောက်လာတာဆိုရင်ပေါ့နော်တတန်းကိုတော်တော်ကြာလောက်ပြီဘာဖြစ်လို့လဲဆိုတော့သူလောက်ကင်နေတဲ့ပုံစံတွေကိုကြည့်ရတာပေါ့နော်တော်တော်လေးကိုအသားတကျဖြစ်နေတယ်ပေါ့နော်သူ့ဘွားတစ်လျှောက်တောက်လျှောက်ဈေးရောက်လာခဲ့တာပေါ့နော်အခုတက်ကြီးတဲ့အထိကိုဈေးရောက်လာကမရက်ချင်သေးဘူးဖြစ်နေပါတယ်တဲ့ရှင်ဈေးရောက်နေဆိုပေမဲ့လည်းပေါ့နော်သူ့စိတ်လေးကိုသူကအေးအေးချမ်းချမ်းလေးငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်အောင်သူကထားတတ်သေးတယ်သူ့စီမှာဘာပူပင်းမှရှိတာကိုမတွေ့ရဘူးပေါ့နော်သူ့ရဲ့အကင်တွေနေ့စဉ်မကုံမှလည်းသူပူတာမတွေ့ရဘူးပေါ့နော်မိုးရရွာလာလို့သူ့အကင်တွေမိုးထီမှလည်းသူမပူဘူးပေါ့နော်ဘာဆိုဘာမှကိုမပူပဲနဲ့သူကငြိမ်းငြိမ်းချမ်းချမ်းလေးပဲသူဈေးရောက်နေပါတယ်ရှင်